ဆိုရှယ်မီဒီယာပေါ်မှာចောင်းဝတ်စုံနဲ့လမ်းဘေးအမိုက်ပုံတွေကနေဗလင်းခွန်တွေကိုလိုက်လံကောက်ယူနေတဲ့မိန်းကလေးတူရဲ့ပုံရိပ်တွေပြန့်နှံ့လာပြီးနောက်မှာနာမည်ကြီးပရာဟိတသမား Miss ကြောက်ချိုင်းနွဲဟာအဆိုပါမိန်းကလေးရဲ့နေအိမ်ကိုတွားရောက်ကူညီခဲ့ပါတယ်။အသက်15နှစ်အရွယ်နောင်ပန်ဟာဖခင်သူကခေါင်းမိုးပုံကပြုတ်ကျပြီးခါယိုးကျိုးသွားပြီးလေဖြတ်နေတာ16နှစ်ရှိပြီဖြစ်တဲ့ဖခင်ကျောင်းမှာယာယီတန်ရှင်အေးဝန်တန်းအဖြစ်တရက်380ဘတ်ပဲရတဲ့မိခင်တို့နဲ့အတူနေထိုင်ပါတယ်။အမိုက်ကောက်ရခြင်းအကြောင်းကမိခင်ဖြစ်သူရဲ့ဝင်ငွေကမိသားစုစားဝတ်နေရေးအတွက်မလုံလောက်တာကြောင့်နောင်ပန်ဟာငငယ်လေးကတည်းကကျောင်းစင်းချိန်နဲ့အားလျက်တွေမှာလမ်းဘေးနဲ့ကျောင်းထဲကဗလင်းခွန်တွေကိုလိုက်လံကောက်ပြီးရောင်းချကမိသားစုကိုကူညီခဲ့ပါတယ်။တခါရောင်းရင်ဘတ်100ဝန်းကျင်ပဲရရှိတာပါ။နောင်ပန်ဟာအခက်ခဲတွေကြားကနေပညာရေးမှာအလွန်ထူးချွန်သူဖြစ်ပြီး Grade 9 M3 မှာ GPA 3.9နဲ့အတန်းထဲမှာအဆင့်3ရရှိထားသူလေးဖြစ်တဲ့သူမဟာအနာဂတ်မှာ nurse သူနာပြုတယောက်ဖြစ်ချင်ပြီးတိတ်ပါနဲ့တင်ချအထူးပြုဘာသာတွေကိုတက်ရောက်ချင်နေပါတယ်လို့ပြောပြပါတယ်။အခု Grade 10 M4 တက်ဖို့အတွက်ကျောင်းလာကန်တဲ့စီးရင်သွင်းကန်ဘတ်3580မရှိတာကြောင့်ကျောင်းဆက်မတက်ရမှာကိုအလွန်စိုးရိမ်နေခဲ့ရပါတယ်။ Miss ကြောက်ချိုင်းနွဲရောက်ရှိလာပြီးနောက်မှာနောင်ပန်ညက်ကျောင်းလာခဲ့အတွက်အကုန်အကြခံကူညီပေးခဲ့တာကြောင့်သူမဟာကျောင်းဆက်တက်ခွင့်ရသွားပြီဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ဖခင်အတွက်လိုအပ်နေတဲ့ဆေးဘက်ဆိုင်ရာအထောက်အကူပြုဖြစ်စီတဲ့ CA ဖိုက်လိုင်းများအတွက်ကတော့ဆက်လက်အကူအညီလိုအပ်နေစေဖြစ်ပါတယ်။ဒီသတင်းလေးကိုစိတ်ဝင်စားနဲ့အချိန်ပေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။နောင်ပန်တို့လိုဘဝကိုရုန်းကန်နေရသူတွေအတွက်ခွန်အားဖြစ်စေဖို့ဒီဗီဒီယိုလေးကိုမျှဝေပေးခဲ့ကြပါအောင်။အားလုံးပဲကိုယ်စိတ်ညစ်ဖျားချမ်းသာချမ်းသာကြပါစေ။